ကျောင်းထဲမှာအမှတ်အညံ့ဆုံးကျောင်းသားကဘလို့အလှဆုံးမိန်းကလေးရဲ့နှလုံးသားကိုအမှတ်တမဲ့ရရှိခဲ့တယ်လေ2002ခုနှစ်မှာတော့ကိုရီးယားနိုင်ငံကရွာလေးတစ်ရွာကဂျင်ဝူးဆိုတဲ့ကောင်လေးရဲ့ဇလံအစာဖြစ်လာခဲ့ပါတယ်သူကအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးမြဲသူ့ရဲ့ဘဝကစာမဖတ်တာနဲ့အကျန်းဖတ်မှုတွေနဲ့ပဲပြည့်နှက်နေခဲ့ပါတယ်သူ့မှာတငယ်ချင်း၄ယောက်ရှိပါတယ်ဒေါင်ဟန်ဆိုတာကဝဝလေးဖြစ်ပြီးအချိန်တိုင်းစားတာအိတ်တာပဲလုပ်နေတတ်ပါတယ်ပြောင်ကျူးကပြင်းကြီးတွေကောင်းပါအတန်းထက်မှာမျက်လုံးပိတ်ပြီးအိတ်မက်တွေမှန်နေလေးရှိပါတယ်တေဝမ်ကမလျော်မကသွေးစိတ်တွေနဲ့ပဲအချိန်ကုန်နေတာကြောင့်သူ့ကိုတရိတ်ဆန်ရဲ့ကာမစိတ်လိုပဲခေါ်ကြပါတယ်စံပင်ကအယမ်းလာတဲ့ကောင်ပါဒါပေမဲ့သူ့အလှကသူ့ကိုတငယ်ချင်းတွေရဲ့စော်ကားမှုတွေကိုခံရလိရှိပါတယ်အဲ့ဒီနေ့မှာတော့စံပင်ကဖနှက်သစ်စီးလာတာကိုတငယ်ချင်းတွေကချက်ချင်းပဲအညစ်အကြေးတွေထည့်လိုက်ကြပါတယ်9ယောက်စလုံးကအတန်းထဲဝင်လာကြပါတယ်ဝင်ကာနီးမှာတော့သူတို့ကရှာဆိုတဲ့မိန်းကလေးကိုမြင်လိုက်ရပါတယ်သူမကကျောင်းထဲမှာအလှဆုံးနဲ့ထက်မြက်ဆုံးကျောင်းသူလေးပါလူတိုင်းကသူမကိုထောက်ခံကြပြီးသူမရဲ့အလှအပအတွက်တည်းမဟုတ်သူမဟာအတန်းကောင်းဆောင်ဖြစ်နေတာကြောင့်ပါဂျင်ဦးရဲ့တငယ်ချင်းအားလုံးကသူမကိုကြိုက်ကြပေမဲ့ဂျင်ဦးကတော့ကွဲပြားပါတယ်သူမဟာသူ့အတွက်လက်လန်းမမီနိုင်တဲ့သူဖြစ်တယ်လို့သိပါတယ်သူ့အတွက်ပထမကြွေ့ချင်မိများချစ်ခဲ့ပေမဲ့အဲ့ဒါဟာမဖြစ်နိုင်ဘူးလို့ချက်ချင်းနားလည်သွားခဲ့ပါတယ်မဖြစ်နိုင်တဲ့အရာကိုစုပ်ကိုထားမဲ့စားသူကနောက်ဆုတ်ပြီးအဖြစ်အပျက်ကိုလက်ခံသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျင်ဝူးမသိခဲ့ပါဘူးသူမကသူ့ဘဝကိုဘလောက်ပြောင်းလဲသွားမှလဲဆိုတာဒါကမင်းကငါ့မျက်လုံးထဲကပန်းဆိုတဲ့ဇလံပါအတန်းစတဲ့အချိန်မှာဂျင်ဦးကပုံမှန်အတိုင်းပဲပြဿနာတွေဖန်တီးလိုက်ပါတယ်သူကနှုတ်ကိုတေဝမ်ရဲ့စားပွဲပေါ်တွန်းလိုက်ပြီးအဲ့ဒါကရှာရဲ့ထိုင်ကုန်းပေါ်ယူကျလိုက်ခဲ့ပါတယ်ရလက်ကသူတို့၃ယောက်အတူတူအပြစ်ခံရခဲ့ရပါတယ်ရှာကဂျင်ဦးကိုစိတ်ဆိုးလာခဲ့ပါတယ်သူ့ရဲ့အကြမ်းဖက်မှုတွေကသူမကိုမထိုက်တန်တဲ့ပြဿနာတွေဆွဲထည့်လိုက်တာကြောင့်ပါနောက်ပိုင်းမှာကာယပညာစာသင်ခြင်းရှာရဲ့တငယ်ချင်းဂျီစုကသူမပြင်ဆင်ထားတဲ့အကတစ်ကိုပြသခဲ့ပါတယ်ရှာကချီးမွမ်းပေမဲ့ဂျင်ဦးကလာပြီးပြက်ရည်လုပ်ပြီးအဲ့ဒီအကဆိုးဝါးတယ်လို့ပြောလိုက်ပါတယ်ဒါကရှာကိုစိတ်ဆိုးစေခဲ့ပါတယ်သူမကဂျင်ဦးမှာဘာမှမကြိုးစားဘူးတဲ့သူကတခြားသူတွေကိုပြက်ရည်ပြောက်ဖုံးဆွဲမရှိဘူးလို့ယုံကြည်ပါတယ်ညဘက်မှာဂျင်ဦးကမိဘတွေနဲ့ညစာစားခဲ့ပါတယ်အိမ်မှာသူ့မှာထူးခြားတဲ့အလေးချင်းတစ်ခုရှိပါတယ်သူကအင်ကြီးမဝက်ပဲနေတတ်ပါတယ်သူ့အဖေကိုတူကိုပေါ့သူ့အမေကသူစားမဖတ်ပဲကြောင်းကြံနေတာကိုစူပူပေမဲ့သူ့အဖေကဂျင်ဦးကိုဝင်ကားကွယ်ပြီးသူ့ကိုပျော်ရွှင်စေတဲ့အရာတွေပဲလုပ်ခွင့်ပြုပါတယ်နောက်နေ့မှာစီးပွားရေးသင်ခန်းစာစတင်လာခဲ့ပါတယ်မစ္စတာဂျိုကအရေးတရော်အော်တတ်တဲ့ဆရာပါအကျိုးတတိပေးမှုမရှိပဲရုတ်တရက်စာမေးခွဲလေးကြီးညာလိုက်ပါတယ်ကျောင်းသားတွေကအသင့်မရှိကြပါဘူးစမဲ့စာသူကအင်္စာတွေကိုအရင်ပေးခိုင်းလိုက်ပါတယ်လူတိုင်းစာအုပ်ယူကြပေမဲ့ရှာကစိတ်ပူနေပုံရပါတယ်သူမရဲ့စာအုပ်ကိုမေ့နေခဲ့ပါတယ်အဲ့ဒီအခိုက်အကမ်းမှာဂျင်ဦးကသူ့အင်္စာကိုသူမကိုပေးလိုက်ပါတယ်မစ္စတာဂျိုကသတိထားမိပြီးဂျင်ဦးကိုအပြစ်ခံပြီးစာမေးပွဲကိုတောင်းမြလိုက်ပါတယ်ရှာကဘာကြောင့်သူ့လုပ်ပေးတယ်လဲလို့စဉ်းစားမိနေပါတယ်ဂျင်ဦးရဲ့တကယ်အကြောင်းရင်းကရိုးရှင်းပါတယ်သူကစာမေးပွဲကိုရှောင်ချင်တာကြောင့်ပါဖျောက်ဖြေးခြင်းမှာရှာကဂျင်ဦးကိုကူညီပေးတာအတွက်ကျေးဇူးတင်ပါတယ်သူ့အတွက်ဘာမှအရေးမကြီးပါဘူးသူကပြက်ရည်နဲ့ပဲကျေးဇူးတင်ခြင်းရဲ့လက်ဆောင်တစ်ခုယူလာခဲ့လို့ပြောလိုက်ပါတယ်နောက်ပိုင်းမှာသူမကသူ့စာအုပ်ဖွင့်တဲ့အချိန်သူကမှတ်ချက်တစ်ခုရေးထားတာကိုတွေ့လိုက်ရပါတယ်သူ့မှာအိမ်မက်တစ်ခုမှမရှိဘူးတဲ့စိတ်ဝင်စားလို့သူမကအဲ့လာကြောင့်သူဘာကြောင့်စာမဖတ်ဘူးလဲလို့မေးလိုက်ပါတယ်ဂျင်ဦးကမေးခွန်းကိုလေးလျူရှူပြီးဘတ်စကက်ဘောကစားဖို့တငယ်ချင်းတွေနဲ့တွားခဲ့ပါတယ်စန်ပင်ကရှာကဂျင်ဦးနဲ့စကားပြောချင်နေတာကိုတတိထားမိပြီးမနာလိုခြင်းဖြစ်လာပါတယ်သူကမနာလဲဘူးဘာကြောင့်သူမကဂျင်ဦးလိုလူမျိုးကိုအာယုံစိုက်ပေးနေတယ်လဲဆိုတာဘတ်စကက်ဘောမှာသူ့ကိုအနိုင်ယူခဲ့ပြီးနောက်စန်ပင်ကဂျင်ဦးကိုသူမနဲ့မနီးကပ်စေဖို့ပြောလိုက်ပါတယ်သူမကသူပိုင်တယ်လို့ဆိုရင်းနဲ့ပေါ့အတန်းပြန်လာတဲ့အချိန်မှာရှာကဂျင်ဦးကိုထပ်ခေါ်လိုက်ပါတယ်ဒီတစ်ခါတော့သူမကသူ့စာအုပ်တအုပ်ကိုပေးလိုက်ပါတယ်လာမဲ့စာမေးပွဲအတွက်ခံမှန်းချက်တွေပြည်နှံနေတဲ့စာအုပ်ပါသူမကအဲ့လာကိုလေ့လာရင်အမှတ်ကောင်းတက်နိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီဂုံပြုမှုကိုတန်ဖိုးထားမဲ့စာ
ဂျင်းဦးကစိတ်ဆိုးလာခဲ့ပါတယ်သူမကသူ့အမေလိုနားတယ်အမြဲတမ်းစာဖတ်ဖို့ဖိအားပေးနေတယ်လို့ပြောလိုက်ပါတယ်ညဘက်မှာလက်ခွေပန်းလေးချင်းချက်နဲ့ပင်ပန်းခဲ့ပြီးနောက်ဂျင်းဦးကသူ့ပေးထားတဲ့စာအုပ်ကိုကြည့်လိုက်ပါတယ်သူ့တငယ်ချင်းကသူ့ကိုလူမိုက်လူမြင်နေကြတဲ့အချိန်မှာရှာကသူ့ကိုလုံလောက်တဲ့ယုံကြည်မှုနဲ့သူမရဲ့အလုပ်ကိုမျှဝေပေးတာကိုအံ့ဩသွားပါတယ်သူကစာအုပ်ဖွင့်တဲ့အချိန်သူမရဲ့လက်ရည်ကိုချီးမွမ်းမိပါတယ်အရန်တက်မြတ်တာကြောင့်သူ့မတင်လိုက်ပဲမှတ်ချက်တွေကိုဖတ်နေမိပါတယ်နောက်နေ့မှာကျောင်းကပွဲတော်ကျင်းပပါတယ်ကျောင်းသားတွေကရိုးရိုးအဝတ်အစားတွေဝတ်စုံကြပါတယ်ရှာပေါ်လာတဲ့အချိန်မှာသူမကအလှအစုံဖြစ်နေပြီးကောင်လေးတွေကအံ့ဩသွားကြပါတယ်ပထမဦးဆုံးအကျဉ်ဂျင်းဦးကသူ့ဘယ်တော့မှမခွင့်ပြုလာတဲ့ခန်းစားချက်တွေနဲ့သူမကိုကြည့်လိုက်ပါတယ်အဲ့ဒီညမှာဂျင်းဦးကသူ့အဖေကိုစာဖတ်တာကဘဝမှာအရေးကြီးသလားလို့မေးလိုက်ပါတယ်သူ့အဖေကသူ့ရဲ့ရုတ်တရက်သဘောထားပြောင်းမှုကိုအံ့ဩသွားပါတယ်နောက်နေ့မှာရှာကဂျင်းဦးကသူ့စာအုပ်ထဲကပြဿနာအားလုံးကိုဖြီဆွားထားတာကိုတွေ့လိုက်ရပါတယ်သူကတညတာဝန်လုပ်နေတာကြောင့်အယမ်းပင်ပန်းနေပြီးအတန်းမှာမျက်လုံးဖွင့်ထားဖို့ရုန်းကန်နေခဲ့ပါတယ်နောက်ညတွေမှာဂျင်းဦးကရှာရဲ့စာအုပ်နဲ့ဆက်လေးလာခဲ့ပါတယ်တင်ချာပြဿနာတွေကခက်ခဲပေမဲ့သူကဆက်ကြိုးစားနေပါတယ်ရသက်တပါကြာတော့တင်ချာစာမေးခွဲကျင်းပခဲ့ပါတယ်ရလထွက်လာတော့မစ္စတာလီကအမှတ်ရေးချင်းဖတ်ပြပါတယ်ဂျင်းဦးရဲ့နာမည်ပေါ်လာတဲ့အချိန်မှာလူတိုင်းတုန်လှုပ်သွားကြပါတယ်ပထမဦးဆုံးအချိန်သူကပြမ်းမြအထက်အမှတ်ရခဲ့ပါတယ်ရသက်တပါပြောင်းနေနောက်ကျောင်းကလေ့လာရေးခီးစဉ်ကျင်းပပါတယ်ကျောင်းသားတွေကအပြင်ဘက်မှာနေ့တစ်စဉ်လုံးဂိမ်းတွေနဲ့လှုပ်ရှားမှုတွေပါဝင်ကြပါတယ်အားလက်ချင်းမှာဂျင်းဦးကကောင်းလေးတွေနဲ့ကစားနေပြီးမိန်းကလေးတွေကကြည့်နေကြပါတယ်ဆမ်ဘင်းကဂျင်းဦးနဲ့ရှာပိုနီးကပ်လာတာကိုမနာလိုချင်ပြီးသူ့ကိုစော်ကားပြီးကလေးဆန်တယ်လို့ပြောလိုက်ပါတယ်ပထမတော့ဂျင်းဦးကလေးလူရှူခဲ့ပေမဲ့အခြေအနေကဆိုးဝါးလာပါတယ်ဆမ်ဘင်းကသူ့ကိုလက်သွင်းနဲ့ရိုက်တဲ့အချိန်ရန်ဖြစ်သွားခဲ့ပါတယ်နောက်နေ့မှာသူတို့နှစ်ယောက်ကပုံမှန်အတိုင်းပဲပြန်လာပြီးဘာမှမဖြစ်ခဲ့ဘူးလို့အတူတူနေ့လယ်စာစားနေကြပါတယ်နေ့လယ်စာစားတဲ့အချိန်မှာပြောင်းကျူးကနက်ဆက်လန်တပူကိုမျှဝေလိုက်ပါတယ်ကျောင်းသားတစ်ယောက်ကညဘက်မှာကျောင်းထဲမှာစာလေ့လာနေပြီးမငင်းချဲတဲ့ဝိညာဉ်နဲ့တွေ့ခဲ့တယ်လို့ပါဇလန်းကအုပ်စုကိုအကြောက်သွားစေခဲ့ပါတယ်ရှာပင်စိတ်မငြိမ်ပုံရပါတယ်အတန်းထဲမှာသူမကဂျင်းဦးကိုသူမရဲ့လေ့လာပေါ်ဖြစ်အောင်လုပ်လိုက်ပါတယ်ဂျင်းဦးကအံ့ဩသွားပါတယ်ဘာကြောင့်သူမကသူ့ကိုရွေးချယ်တယ်လဲလို့မသိကြပါဘူးသူမနောက်ပိုင်းဂယုမဆိုင်တဲ့မှန်ကိုတစ်ခုရှိပေမဲ့သူကသဘောတူလိုက်ပါတယ်သူတို့အလောင်းကောက်တစ်ခုအရေးကြီးလို့ခဲကြပါတယ်ဂျင်းဦးကနောက်စာမေးပွဲမှာအနိုင်ရရင်ရှာကသူမရဲ့စပင်ကိုဖြေခွင့်ပေးမယ်လို့ဆိုပါတယ်သူမအနိုင်ရရင်သူကသူ့စပင်ကိုပြောင်းဖျက်ရမယ်လို့ပါအဲ့ဒီအချိန်ကစပြီးသူတို့အတူတူလေ့လာကြပြီးဂျင်းဦးကအရင်ထက်ပိုပြီးကြိုးစားခဲ့ပါတယ်သူကရှာရဲ့အရေးချင်းတွေကိုလည်းတတိထားမိပါတယ်သူမကိုလူတိုင်းနဲ့မတူအောင်ခံစားစေတဲ့အရာတွေပါစာမေးပွဲလာတော့ရှာကပိုမြင့်တဲ့အမှတ်ရနေပြီးဂျင်းဦးကသူ့စပင်ချက်ရပါတယ်နောက်နေ့မှာရှာကကြောင်းပြီးနောက်စာဖတ်ဖို့နေခဲ့ပါတယ်ညရောက်လာတော့သူမတိအောင်ထဲရှိတဲ့အချိန်မှာမီးရုတ်တရက်ပိတ်သွားခဲ့ပါတယ်အကြောက်တုန်ရင်းမှုတိုးလာတဲ့အချိန်ဂျင်းဦးပေါ်လာပါတယ်သူကသူမနဲ့အတူနေဖို့နောက်မှနေခဲ့တာပါသူ့ရဲ့စပင်တို့ညစ်ကိုမြင်တော့သူမကရီမောလိုက်ပြီးနောက်ပိုင်းမှာသူမကိုအိမ်ပို့လိုက်ပါတယ်လမ်းမှာဂျင်းဦးကသူမကိုဆက်ကြည့်နေမိပါတယ်ရှင်းပြလို့မရတဲ့ခံစားချက်တစ်တစ်ကိုခံစားနေတာကြောင့်စိတ်ကခံခွန်နေပေမဲ့နှလုံးသားကတော့အဲ့ဒါကအချစ်ပဲလို့ပြောနေပါတယ်ရှာကသူ့အိတ်ကိုကြသွားတော့ဂျင်းဦးကသူမပစ္စည်းတွေစုပေးဖို့ကူညီပါတယ်သူကအချစ်စာတွေပုံမြောင်များစွာတတိထားမိပြီးသူ့မှာပြိုင်ဘက်ဘယ်နှခအများကြီးရှိနေတာကိုတတိရမိပါတယ်ခဏအကြာတော့မိုးကရွာလာပါတယ်သူတို့ကိုခိုးလုံးရရှာခိုင်းလိုက်ပါတယ်စောင့်နေစဉ်မှာလက်တွေထိသွားတော့လေတို့ကတင်းကျင်းလာပါတယ်တက်တာစေဖို့ဂျင်းဦးကသူမကိုရေပတ်လိုက်ပါတယ်သူမကပြန်ပတ်လိုက်ပြီးမကြခင်မှာသူတို့နှစ်ယောက်လုံးမိုးထဲမှာရီမောနေကြပါတယ်အဲ့ဒီညမှာဂျင်းဦးကရိုးရှင်းတဲ့အရာတစ်ခုတတိရသွားပါတယ်သူကရှာရဲ့နှလုံးသားကိုမအနိုင်နိုင်ရင်လဲအ ਨੇ ဆုံးသူမကိုရီမောစေနေပါတယ်သူမကိုအားပေးသူဖြစ်ရတာကလုံလောက်တယ်လို့ခံစားမိပါတယ်
နောက်နေ့မှာကျောင်းမှာဂျင်ဦးနဲ့သူ့တငယ်ချင်းတွေကရှာစပင်ဖြေပြီးပေါ်လာတော့အံ့ဩသွားကြပါတယ်။သူမကလှပနေပြီးဂျင်ဦးကရှုထွေးသွားပါတယ်။သူမကသူတို့ရဲ့လောင်းကောက်အနိုင်ရခဲ့တာပဲ။ဘာကြောင့်သူ့ဆူလာဖြစ်တင်တာကိုလုပ်